ဘာရတော့တာမင်းမကြိုက်ဘူးမကြိုက်မှလဲပြောတတ်တယ်ဒါပေမဲ့လဲဘာကြောင့်မို့ဘာရတော့ဖြစ်နေတာလဲလို့မစင်လာဖို့တတိမာရရဲ့လားငါပေါင်းနေမတမ်းမင်းမကြိုက်ဘူးဒီဘိုးပဲကောင်းတော့တယ်တကယ်ဆိုရင်ကိုယ်အိမ်မှာမစိတ်ချမ်းသာနေနိုင်ခဲ့ရင်အပြင်ထွက်ပြီးတော့အပျော်ပါလိုက်စားပါမလားဘာလို့များရဲမင်းနာမလဲ